ဦးလေးကတော့ဆိုင်ကယ်ကြောင်းတော့နားမနေဘူးပေါ့ကွာဟုတ်ကဲ့ဒါပေမဲ့ဦးလေးသာဆိုင်ကယ်လိုချင်ပူဇာလို့အဲ့ဒါဆိုင်ကယ်လေးဝယ်ပေးဖို့ပေါ့ကွာဟိုသူပြောတော့ဒီဆိုင်ကယ်က17သိန်းနဲ့ဟုတ်တာဟုတ်တယ်ဦးလေး17သိန်းကျွန်တော်အမှန်ဆိုရောင်းချင်တာတော့မဟုတ်ဘူးဟုတ်မရမရောင်းရင်လို့မရဘူးလေရောင်းလိုက်လေဦးလေး17သိန်းတန်တယ်ဒီအသွေးမွေးနဲ့17သိန်းဆိုအေးပါကွာဟိုတူကြီးတို့17သိန်းဆိုလဲ17သိန်းပေါ့ဦးလေးသာပူဇာနေတော့ကလေးအတွက်ဝယ်ပေးခြင်းလို့ပါဟုတ်ကဲ့ဝယ်ပေးလိုက်မိုက်တယ်ဟိုကလေအင်ဂျင်တန်လေးဆိုလဲတော်တော်ညက်တယ်ဒီကာဘာဒီဘာတွေကရုပ်ပိုင်းဆိုင်ရာအဲ့လောက်မလိုပါဘူးအဓိကစိုက်ကမှအင်ဂျင်ပဲအင်ဂျင်ကောင်းပြီဆိုမိုက်ပြီမင်းတို့နားလဲလေငါသားလေးစိတ်ချမ်းသာပြီးရောပေါ့ကွာဟုတ်ကဲ့ဒါလေးအတွက်ပါဟုတ်ကျွန်တော်ကလည်းစီးနေရဆိုတော့လေဖြစ်နိုင်ရင်ကျွန်တော်ကမရောင်းချင်ဘူးပါဒီကောင်ကရောင်းလိုက်ပါဆိုမလုပ်ပါနဲ့ကွာကဲပါတူကြီးတို့ဟာရှေးရွေးစကားကြီးပြောမနေပါနဲ့အဲ့17သိန်းကိုဦးလေးယူလိုက်ပါမယ်17သိန်းကိုယူမယ်အဲ့ဆိုလည်းပြီးရောဦးလေးယူမယ်ဆိုလည်းယူလိုက်နော်ကျွန်တော်ကဒါကျွန်တော်မှအပြင်မှာပဲရှာပြီးတော့တစည်းရှာလိုက်တော့မယ်အေးပါကွာဦးလေးကိုတနာလို့ရောင်းတာနော်ဦးလေးသားလေးတော့ဆိုကြည့်ပါဟာတော်လေကြီးဟာမင်းဟောရှာလာကွာ3ရက်တည်းဘာလို့ခရမမင်းတွေ့တဲ့ဆိုင်ဆိုင်ဘာလို့လဲဘာလို့မလဲဆိုင်ငယ်ငါးသားပူဆောင်လို့လေ17သိန်းနဲ့အဲ့ငါဝယ်လိုက်မလို့လေဒီမှာစကားပြောပြီးသွားပြီဒီပေးကို17သိန်းအေးလေဟောရွှေပြောရဲဒီအရေးသွေးဒီကာလာ17သိန်းခါလာမှမဟုတ်တဲ့ကိစ္စကြီးကိုဟေးတို့17သိန်းကများပါတယ်ကွာတို့မင်းနဲ့မဆိုင်တော့ရအောင်ငါအလုပ်လုပ်နေရအောင်အလုပ်လုပ်နေရနော်လုပ်နေရမဟုတ်ဒီကဆိုင်ငယ်လိုချင်တာမလားအေးလေကွာနော်အဲ့ထက်လည်းလမ်းရမယ်အဲ့ထက်လည်းမိုက်ရမယ်6သိန်း9သိန်းလောက်နဲ့ရမယ်ဟုတ်ဒီအဲ့ဒါရှိတယ်အဲ့ဘိန်းလေးယူလိုက်အဲ့ဘိန်းလေးရေးလည်းမိုက်တယ် sorry ဒီကမင်းရှားနေတာကဲတူကြီးတို့ဟိုစိတ်မရှိနဲ့ကွာနော်ဟိုဦးတောင်းမှတယ်ဒါငါလူရင်ကွာနော်ဈေးပြောပြီလေအေးပါကွာဈေးပြောတာတော့မင်းတို့ကတော့တိတ်ကြမှမတက်တာလာတော့လိုက်လာကျွန်တော်အဲ့ခေါ်သွားပြီပဲဟာပါလဲကွာကဲခေါ်လိုက်မယ်တကယ်ကြီးတို့အေးတော့မယ်ကွာပစနာရောက်ခံဒီထမင်းလုပ်ကိုပေါက်ချခံရတယ်ဆိုတော့ဟဲ့အဲ့ဒါမျိုးပြောတာကွာဟုတ်တယ်ကွာတော်လက်ဆိုရဲကွာတွေးကြသေးတာကွာတော်လက်ကြီးဟာလူနိုအေးတော်လက်ကောတော်လက်ပြင်းသွားတယ်ဘယ်သွားလို့မသိဘူးအာဒုက္ခပါပဲကွာငါတို့ဆိုင်ငယ်ကြီးခိုင်းမလို့ဆိုင်ကကြီးခိုင်းမလို့အေးဩဆိုင်ကကြီးုံမမလားအေးလေဩဆိုင်ကကြီးုံကတော့ तू မီးလည်းငါကြည့်တတ်ပါတယ်မင်းဆိုင်ငယ်ကြီးတယ်လို့ဩဆိုင်ကလို့ကြည့်တတ်ပါတယ်မင်းကလည်းအေးကြည့်တယ်လေကြည့်ပြစမ်းပါကွာကြည့်ုံမယ်ဟုတ်တယ်မအေးပြဲတယ်နော်ပြဲတယ်ထိုင်ကုန်လေးပြဲတယ်ကွာဒီကနောက်ကိုကြည့်တဲ့အဟွာကြီးမလားနှစ်ခုထောင်နောက်စားလေအေးဟုတ်တယ်လေအဲ့ဒါဘယ်ရောက်သွားအေးအဲ့ဒါမပါဘူးဟုတ်လားငါဒါကြီးကကွဲနေပြန်အောင်နော်ဟုတ်တယ်အဲ့ငါကိုတည်းကကွဲနေကြောက်ဒီနာဟိုကအုတ်တဲ့ဥစ္စာကြီးမပါဘူးလားအဲ့လည်းမပါဘူးပါပြန်အောင်နော်ကျွန်တော်ဒီလိုလဲသားပဲကွာလဲတာဘောကွာဆိုင်ငယ်ပဲမင်းကလည်းအေးလေလဲတာပဲနော်ဒီမှာလည်းကွဲနော်ကွဲနေရှိတယ်တော့ကွဲဒါရအကုန်လုံးအဲ့ရလေလှုပ်စီနဲ့ဒီလားနော်ဟုတ်တယ်ဟာညနေအကုန်လုံးလို့ဖြစ်ဟဲ့ဘာလဲကွာအော်မင်းလေငါတို့ကြည့်နေတယ်အာရုံတော့မရဘူးဖြစ်တယ်မပါကြည့်နေဘာကြည့်ဒီကောင်ပြောသူ့ဆိုင်ကကြည့်ပြီးပါဆိုကြည့်တယ်ဆိုငါကြည့်ခိုင်းတယ်ဘယ်လိုဆိုင်ကကြည့်လဲသူဆိုင်ကကြည့်တယ်တဲ့အေးကြည့်တယ်လေဒါပဲလေကြည့်တာပဲဒီလိုပဲကြည့်တာဘာဖြစ်မင်းကလည်းနိုးအားရတယ်ကွာဒီကောင်ဘာသိမှာတော့မင်းကဆိုင်ငယ်ကိုအနေထားကိုကြည့်ခိုင်းတာမလားငါ့ကိုအေးလေအေးအဲ့ဒါကမှကြည့်နေတာမင်းဆိုင်ငယ်ပတ်ကြည့် तू ပတ်ကြည့်တာပဲသိမှာပေါ့မင်းဘာသိမှာသူမဆိုင်ငယ်ဘာညာအတွင်းမရှိဘာညာသိရဆိုငါကြည့်ခိုင်းနေတာမင်းသိရပြောပါအောင်ငါကြည့်တယ်လို့ပဲပြောရတယ်ကြည့်တာမင်းကြည့်ဆိုဒီလိုပဲကြည့်နေတာပဲလေအေးမင်းဝေးနေတယ်မှာကွာဝေးနေတယ်မှာသွားပါကြည့်တာပဲမင်းလည်းဒီလိုပဲကြည့်မှာမဟုတ်လားဒီလိုကြည့်ရမလားကွာဒီလိုကြည့်ရတယ်အကုန်ကြည့်တယ်လေကွာမင်းဆိုင်ကကြည့်လို့လည်းမကောင်းဘူးသူကပဲသူပဲကြည့်လို့ကောင်းလို့အလှပြင်ပေးရမလို့ဖြစ်နေတယ်ဟုတ်ကဲ့ကြည့်တော့ညမတာဆွဲလာတာငါလည်းအောက်သေးရလို့နည်းလူလာလေးလုံပြီးငါပြန်ရောင်းမလားလို့ဩမင်းကလည်းလူလာလေးရှောက်ထဲနေဒီထက်မကတော့ကုန်ဦးမယ်နေပါ9000 8000သိန်းလောက်မြန်ရောင်းလိုက်ဖို့မဟုတ်ဘူးလားအဲ့လောက်မြန်တော့ငါလည်းရောင်းမှာဗောတကယ်အဲ့ဒါဆိုငါဆိုင်ငယ်ကြည့်ပေးမယ်နော်ခဏလေးနေဟောက်ပြင်းမှာတော့အများကြီးကွာရေးရတာကြည့်ပေးမယ်လို့ရင်းရတယ်
မင်းဒီကောင်ဘယ်လောက်နဲ့ဆွဲလိုက်တာ 20နဲ့ဆွဲလာတာ 20နှစ် အေး ဟေ့ရော ဟမ် 9000 8000တသိန်းရရင်မင်းကလည်းမြိုင်ထုတ်လိုက် အေးထုံးမယ်လေအဲ့ဆိုလည်းမင်းကြည့်ပြစတက်ပြီးလုပ်ပြီးတော့ အေးပါအဲ့ဒါကြောင့်ငါနည်းနည်းလေးကြည့်ပေးနေတာ ဟောငါခါလေးအပေါ်သွားခြင်းလို့ ဟောချစ်တော့တော့ အေး ကောင်းလာတယ်ဆိုင်နေတော့ဘူးပဲပါလေကွာဟင်း ဟေ့တော့လေ ပါလေလို့ ဆိုင်ရမှာဖြစ်လား မသိဘူးမင်းဟိုမှာအပေါ်သွားတဲ့ငါတောက်လျှောက်နိုးနေတာဟျောင်းဟေးဆက်ကနိုးမရမပလက်တွေလည်းစိတ်သွားပလက်ကမီးထွက်တယ်အဲ့ဒါကိုနိုးမရဘူးဖြစ်နေတာငါလည်းအကုန်စစ်ပြီးသွားပြီအဲ့မှာနိုးကြည့်ပါဦး ဟေ့မင်းငါလာတော့မောင်မိရှားပါသေးတယ်မင်းကလည်း ဟာရောက်ဆိုင်ရဲကွာ तू ပြက်ချင်တဲ့ချိန်ပြက်မှာပေါ့ငါလည်းဘယ်လိုလုပ်သိမှာတော့မင်းကလည်းငါလည်းဘယ်မှသွားသေးတာမှမဟုတ်တဲ့ဟာယူ ဒုက္ခပဲမင်းကလည်းငါမောင်းအောင်ရပါသေးတယ်ဘာဖြစ်လဲ မင်းပြောရဆိုရင်တော့ဟျောင်းဆိုင်ရဲ8000တသိန်းမြတ်ဖို့မပြောနဲ့နော်အရင်ပြန်ရဖို့တော့မလွယ်ဘူးဒါမှဒီလိုလုပ်လိုက်မင်းဆွဲလာတဲ့အတိုင်းပဲငါ20နှစ်နဲ့ပြန်ယူပေးမယ်ဒါတော့ငါနည်းနည်းကလိုက်လိုက်ရင်ငါရှုံးအောင်ပါ အေးကွာကျေးဇူးတင်ပါတကယ်ကြီးငါလည်းမင်းယုံကြည်လာပြတာမယ် အေးပါငါလည်းတက်တက်မင်းမို့လို့ပြန်ယူလိုက်တာဟျောင်းအေးဒါတော့ငါပြန်ပြင်လာတဲ့ဘာနဲ့ရှုံးဟုတ်လေ ခုနဒီကောင်တေးတော့ပေါက်တော့မင်းနှိုးတော့တစ်ချက်နှိုးလိုက်သေးတယ်လေ အမှန်နိုးလို့တော့ငါနိုးနေတာတောက်ကြောက်နိုးမရလို့ဒီမှာပြဿနာတက်နေတာငါမောဟိုင်းနေမင်းမတွေ့ဘူးလား နှိုးပါတယ်မင်းပြီးတော့ဒီမှာလက်ကလေးနိုင်ပြီးတော့ဒါဘာလဲမသိဘူးနိုင်တာလေဒီလိုဒါလေးကိုလာမသိလဲတာလေအမဟိုဖြစ်သွားတော့မင်း ဟေ့တရောင်းစားမက်ဆီမပိတ်ထားဘလို့လို့ရမှာလဲကွာ ဟာငါပိတ်တာမဟုတ်ဘူး မင်းကလေကွာအချင်းချင်းတော့ဟဲ့နေပါဦးကြောင်းတုံးလာလောက်တယ်ငါလာငါမင်းယုံကြည်လာပြဟဲ့မန်ပြေးလားဆက်လို့တွေ့လား ငါမပိတ်ဘူးသူကသူဖောက်တာပါကွာ တော်လဲမင်းကမယုံတော့ဘူးတသိန်းနဲ့ပေးလဲမရောဘူးကွာငါသွားပြီ ငါလောက်တော့မှာမဟုတ်တဲ့ တော်ပြီဘာမှမပြောနဲ့ ဒီကောင်ဘာဖြစ်သွား ဘာဖြစ်သွားမှာတော့ငါ့ကိုပြောဆိုတာမင်းမတွေ့ဘူးလားဟေ့အဲ့ဒီစီပေါက်ပိတ်တာနှိုးလို့မရနှိုးလို့မရမှာအဲ့ဘေးကိုငါပြန်ယူလို့ရသူ20နှစ်နဲ့ငါယူလိုက်ရင်အဲ့ဘေးတသိန်းဝနဲ့သိန်းငါမျက်မှာကွာဟမ် သိဘူးလေငါအဲ့မှာမင်းဟွာလေးလှည့်လိုက်တာတို့လိုငါစေတနာနဲ့ အဲ့ဒါမင်းဝင်ပြောစရာအကြောင်းမရှိဘူး လှ လေ ည့်လိုက်တော့မင်းမင်းနေမှာဆိုလို့ပါ ဘာလို့မေးရမှာတော့ငါလောက်တာလေမင်းအဲ့လိုအုံတော့မရှိမှန်းသိတယ်ငါဟာသူများကိစ္စဝင်ရှုပ်တယ်ဟဲ့တော့ခါကျရင်ငါပြောထားမယ်နော်မင်းရဲ့မျက်စိရှိမှာဘသူဘာလုပ်လို့မင်းဘာမှဝင်မပြောနဲ့ကြားရတော့ရအောင် ပြီးတော့ ရောက်အဲ့ဆိုင်ရထဲ ဘာလို့လှည့်လိုက်တော့ထဲ ဟာဟေ့မင်းအင်းရှင်းပါကွာခိုင်းခိုင်းလာအိတ်နေတယ် လုံးပါမရှိကွာ အော်လုံးမရှိအိတ်မှာပဲလားဟေ့ငါဝစားသွားလဲလာရောအပြင်သွားမလို့နော် ဖဲသွားပါလေ ငါကောင်မလေးအသိရနော်အဲ့တော့ကောင်မလေးနဲ့ချိန်တာအဲ့ငါသွားမလို့ဟေ့အိမ်ကိုကြည့်နေနော်အိမ်ကိုကြည့်နေဆိုပြီးတော့ပဲမျိုးလုံးနဲ့တောက်လျှောက်ကြည့်မနေနဲ့ငါပြောတာတခိုးတော့ကိုတွေးကိုင်တွေးလို့အဲ့ဒါပြောတာတော့ မင်းကောင်မလေးတွေ့တာငါလည်းတွေ့တယ် ကဲလိုက်ရမလို့ဘူးနှစ်ယောက်တည်းသွားချိန်တွေ့ပါမင်းပါလိုက်လို့ပါ ဟုတ်လေမင်းကောင်မလေးငါလိုက်ကြည့်ရမှာလားလို့ မင်းအိမ်မဲဆောင်နေ လိုက် နော် ပြီးတော့ အိမ်မနေနဲ့နော် အေးပါဦး ပါလေကွာဘယ်လကကြောင်နေတာလားမသိဘူးဘာလဲကွာအကောင်းကြီးကိုညမအကောင်းကြီးဟာကြီးဟေ့မင်းပါကြည့်နေ င
没有进。 ဟောဒီမှာဆိုင်ငယ်ပြက်နေတာဆိုင်ငယ်ပြင်ဆိုင်သွားမှာလာလိုက်ခဲ့ မဟုတ်လေခုနကမင်းမလိုက်နဲ့အဲုံကြည့်တာလို့ ဒီမလိုက်နဲ့ဆိုတာငါနဲ့ကောက်ပါလေးနဲ့ချိန်တွေ့တာတော့မလိုက်နဲ့အခုကဆိုင်ငယ်ပြင်ဆိုင်သွားမှာလေဒီဆိုင်ငယ်ကတယောက်တည်းတွန်းအောင်သိရကြည့်ရမင်းမဝိုင်းတော့လာ ကောင်းအောင်မလားမသိတော့ဘူး ဘာမသိလို့လာတော့လို့ ဒီကောင်မလေးကြီးတော့မဆိုင်ကြီးတွန်းပြီးသွားမှာ ဒုက္ခဆိုင်ငယ်ပြင်ဆိုင်အရင်သွားပြင်ရမှာပြင်ပြီးတော့မှငါကောက်ပါလေးယူသွားမှာအဲ့ကျမှမင်းအိမ်ကိုပြန်လာခဲ့ပြီးတော့ကွာကောင်းယူကွာ ဘာဝစားလဲလားမ မလဲနဲ့ဒီမှာနောက်ရနေပြီကျုံလုံးနဲ့ကွာဒီမှာနောက်ကြနေလို့ပါဒီမှာချိန်ရတာတွန်းဟောမင်းကငါတွန်းခိုင်းမှာအနောက်ကလာတွန်းလေပေါ့ဒီဆိုင်ရဲ့တွန်း မင်းကနောက်ကတွန်း ဒီဆိုင်ရဲ့တွန်းခိုင်းတာတွန်းဟောခဏနေဦးကရွှေလေးတွန်း မောတော့ မောတော့ကွာလုံမနေနဲ့တွန်းလေ တွန်းတာပဲလေငါလေတွန်းနဲ့အာသိမရှိတော့ဘူးက အေးဗာနည်းနည်းလေးနောက်ကထိုင်နေပြီငါထိုင်ပေးနေတာကို ဟောတော့တွန်းနေအောင်ငါလိုလဲတွန်းမင်းလဲဟောမှာဆိုတော့ငါဖြည်းဖြည်းချင်းတွန်းနေရလေ ဖြည်းဖြည်းဆိုတော့ဖြည်းဖြည်းတော့တွန်းပေါ့နည်းနည်းတော့ ဟုတ်ပြီ မင်းတော်တော်မောနေဟဟလားမင်းကတွန်းတယ်လေမတွန်းလဲဘူးတော်တော်မောနေ ရှိတယ်လို့ပါတယ်နောက်က ပါမအသိတာဗောနည်းနည်းလေးထိန်းခိုင်းနေတာဗော အေးပေါ့ နည်းနည်းလေးတိုးပြီးအားဆိုင်ပြီးတော့ ဟိုတိုးဟာဆိုင်ကပိုလေးလာတယ် အေးပါတွန်းနေရပဲလေ ဒီကအော်မင်းကဘာတက်လုပ်နေတာဘာတက်လုပ်နေတာ မောလို့လေ မောလို့ကမင်းကတိုးကနေဒီဘောတက်ထိုင်ရင်ငါပိတ်ထိုးလိုက်မယ်တိုးအာလောက်ပြပြီဘာလို့မလဲမသိ ဒီ ဘူး ဘက်တော့မှာ မဟုတ်ဒီလိုတူမင်းရှိရလုံးလာငါနောက်ကတိုးမယ် အေးပြီးတော့ တော့အဲ့လိုဖြစ်နေရမှာအိုးမင်းစင်းလေမင်းစင်းမိတော့ငါအဲ့လိုတိုးသေးရကြီးရင်တော့ ဟာပြီတော်ပြီရလား ရတယ်အိုးတော့သွားပြပြီကွာကပိတ်ထိုးရင်သေးတော့ပါပဲဒီဘက်ခေါ်ပြန်တယ်အေး ဟာလေအော် 咋回来？哪哪哇？哎，我看几遍了没？我都。 မရောက်သေးဘူးလားကွာ ရောက်တော့မှာပေါ့ကွာဆိုင်ရပြင်ဆိုင်တုံးတာတော့နည်းနည်းတော့ဝေးတာပေါ့မင်းကလေပွားစီတယ်ဘာတွေပြောမှမသိဘူး ခဏတော့နားကြပါလား မနာနဲ့ရောက်ငါသွားမှနောက်ကျနေပြီလာပြီးတော့ငါဆိုင်ရောက်တာနဲ့အမင်းပြန်တော့ Hey, Dona, hey, Dona, Dona, hey, Dona, 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 hey, Dona, ဘာဖြစ်နေလဲဘာဖြစ်နေလဲ Dona လာလေ မင်းအားပေးနေတာမဟုတ်အဲ့တရောနေတာပြောင်းနေတာတက်ရွတိုက်နေတာ Dona, Dona. လူကညစ်နေတာနော်ပြောင်းတော့လောက်ဆိုမလုံးနဲ့ ဟာလေးစားတော့ ဘာတလေးဆက်တာဟုတ်လဲစအောင်ဒါနစ်လင်လား အော် အဲ့လေမလို့ပါ အဲ့ဆိုငါသူနေခဲ့ရမ ဘာ လား လို့မင်းနေခဲ့မှာတော့ သူလင် အမမင်းတော့ဒါမျိုးကြတော့နေခဲ့ရမလားတဲ့မတင်ရဟုတ်တက်တယ်ဒါမျိုးကြရင်ရွယ်လူရွယ်မှလည်းမသိစလူစားမှလည်းမသိနောက်လူတောင်လည်းမသိကြောက်လူပြောက်မှလည်းမသိ ငါ့ကိုနီးနေရမင်း မင်းပြောနေတာတော့ကနေပြော ဟာဆိုင်ကဆရာကြီးကိုတဲ့ဟာမင်းကြီးရုံးမလားဗျအော်မင်းကြီးတယ်ငါသွားပြီလားမ ဟေ့ဘယ်မကြီးကိုသွားယူမှာအဲ့မကြီးကမင်းကိုရှို့ပြီးတက်ကြိုးပေးပါ မဟုတ်မင်းမကြီးမေးချင်ကြလို့ပြီ ဘာပေးချင်ပေးချင်တယ်ကလို့အဲ့ဒါပြောချင်တာမင်းကိုကြည့်ပေးပြီးဆိုင်ကမင်းရှို့လိုက်လို့ပြောနေတာ အဲ့ဒါငါသွားလုံးလိုက်မယ် ဘယ်တော့လုံးမှာတော့ဟာပြဿနာမရှာနဲ့ စိတ်မဆိုးပါနဲ့ကွာမင်းတို့ဆိုင်ကငါတွေ့တာမင်းတို့အများနဲ့ပြန်စီးနေတာတွေ့လို့ပါ မပြောင်းနဲ့မပြောင်းနဲ့နော်အကောက်ဘက်ကငါတေးတယ်နော်ရမင်း ဆိုင်ကအများစီးနေတာတွေ့တော့ကွာတိုးနေတာတွေ့လို့ ပြောင်းဆိုနောက်ဆိုမဟုတ်နဲ့ ပဇက်ကပါ တော့အမလေး ဘာလို့တော့သွားလဲလို့ ဒီကောင်ငါတင်းနေတာ ပဇက်ကပါပြောမင်းတို့ရင်းနေငါ့ကိုကြည့်နေဆိုင်ကဒီနာနေ ပြဿနာတော့အေးဒီကိုကြည့်ရလေဒီကိုကြည့်သွားလေခဏအကောင်ကဝါဘယ်ကရောက်မှလည်းမသိဘူးဘယ်တော့မင်းတော့ကတော့呀，ဒီအကြီးငါဘယ်ကိုကြည့်သားမအောင်ကွာ ဘာဖြစ်လဲ အာဘာဖြစ်မှန်းမသိဘူးဝေ ဟဲ့ရောက်မင်းမနေ့ကစီးနေပါလေ ဟုတ်တယ်ဘယ်နဲ့ကကွာဒီမှာစုံနဲ့သွားမလို့ချိန်နာတာအဲ့ဒါနိုးတာတောင်းတော့နိုးမရဘူး
ဘယ်ဒီလဲအားကြီးတယ် ဟေ့မင်းစောနဲ့ပြတ်သွားပြီမဟုတ်လား ဘယ်နဲ့ပြရမှာတော့ကိုနောက်ပြရ ဟောနောက်တစ်ယောက် ဟိုအပြတ်သွားပြီပြရသွားပြီလေ ဟောအဲ့နဲ့ရေကိုကြည့်တော့ဆိုင်ကပေါ်သားလောက်စားတယ်စီပါလေးပိတ်တာမင်းမသိဘူးလားဟဲ့ဟမ်အော်မင်းရလေကွာကိုကြည့်တော့လည်းမှဂျွတ်တက်နေပြီဟမ်စီပါလေးပိတ်တာမင်းမသိဘူးလား ဟမ်စီပါပိတ်တာဟုတ်လား အေးစီပါပိတ်တာလေမင်းမတွေ့ဘူးလား ပြဟမ်စီပါပိတ်တာလားသိဘူးလေဟမ်ငါမလုပ်တတ်တာဘသူပိတ်ကွာသိလားဟောဟိုဟာဘာတော့ပါလားအဲ့ဒီကောင်လောက်တော့မင်းမြင်ရတယ်မင်းကဘာလို့မပြောတာလဲမင်းမငါ့ကိုပြောတာလေမင်းမျက်စိရှိမှာဘသူပဲဘာလို့လုပ်တယ်မင်းဘာမှမပြောရဘူးဆိုပြီးတော့ဒါကွာကိုအိမ်ထဲမှာထားတဲ့ပစ္စည်းကိုသူများဦးတာလေးဝင်လို့အဲ့ဒါမင်းငါ့ကိုပြောမှာပေါ့မင်းကမပြောတော့ဆိုလို့မင်းစကားကိုလည်းနားတော့တယ်မင်းပြောပြီးတဲ့စကားတွေမင်းမပြည့်နဲ့ငါမှထားတာကွာကိုငါ့ကိုပြင်မဲ့ခဲ့ပြီးအိမ်ကနေဆိုင်ရင်ပြင်အောင်တောင်းချောက်တိုးလာအဲ့ဒါမတေဖို့တပြည့်အာမလို့ငါတော့လေမနေ့ကရဲ့ချင်းသားနေမှာစောင့်နေအကြိုက်ပဲနင်ကဒီမှာနေလိုက်ပြီလားကတယ်လားနင်နဲ့ငါနဲ့ပြက်ပြီ မတော်မမတော်မမတော်မ နင်ကပြက်လားဒီဒီလေးကလည်းပြပြပြီလားမသိဘူးရောက်နေတာပါဟဲ့ရောက်နေတာပါ